အာဆင်နယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဒီနေ့အာဆင်နယ်တင်းရပြယောဂရက်ကိုရရှိဖို့အတွက်အလွန်နီးစပ်နေပြီဆိုတဲ့တင်းလေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ TikTok ကညီကိုအနေနဲ့ဗျဒီဆက်ကြည့်ခြင်းလို့ချင်း TikTok Van Wa YouTube ကိုလာခဲ့ဖို့အာဆင်နယ်ပရိသတ်တွေကိုကျွန်တော်တောင်းဆိုပါရစေခင်ဗျာ။ဒီအာဆင်နယ်တင်းရဲ့ဗျနီးပြဖြစ်တဲ့အာတီတာကတော့ရောဂါရက်ဆက်ဗျ69ကိုပုံမှုပြီးတော့ကြိုက်နေတယ်။ဒါပေမဲ့လည်းဗျအာဆင်နယ်တင်းရဲ့အာစာတိုင်တာဖြစ်တဲ့အာဆင်နယ်တင်းရဲ့ပိုင်ရှင်ကတူတာကိုအာစာတိုင်တာဖြစ်ဗျဒီအဖွဲ့ဝင်တွေမှာထည့်ထားတာ။တူကတော့ဗျဒီရောဂါရက်ကိုပုံမှုပြီးကြိုက်နေဗျ။ဘာလို့လဲဆိုတော့ဗျဒီဘာဆိုနာတင်းနဲ့ဗျအာဆင်နယ်တင်းရဲ့ကျွန်တော်တို့ချန်ပီယံလိဘောလူပွဲညမှာအာဆင်နယ်တင်းရတော့တာဟိုဘက်တနေ့ရတယ်ဗျ။အဲ့ဒီပွဲစဉ်မှာရောဂါရက်ရဲ့ agent နဲ့တဲ့အာဆင်နယ်တိုင်တာတွေကတွေ့ဆုံစကားပြောခဲ့ပြီးတော့ရောဂါရက်ရဲ့တန်ကြီးကယူကို65တန်းနဲ့တန်း80နီးပါးအထိတုံးရင်ရတယ်ဗျာ။ဒါဒီအာတီတာကတော့69ပုံမှုကြိုက်နေလို့တင်းတွေထွက်နေတယ်။ဒါပေမဲ့ဗျအာသာတိုင်တာရောဂါရက်ကိုခေါ်ပေးခြင်းနေတယ်လိုအပ်နေတဲ့တိုက်စပိုင်းတွေရောဂါရက်ကိုခေါ်ပေးမယ်ပြီးတော့ဗျရောဂါရက်ကိုဗျသူကပြောင်းရွှေ့ကြီးဗျ65တန်းအထက်80အပြင်ကိုသူ့ကိုဗျလက်မှတ်ထိုးကြီးတွေရောကျန်တဲ့ခံစား권တွေပါပေးမယ်လို့ရောဂါရက်ရဲ့ agent ကိုသူကချိတ်ဆက်နေရလဲဖြစ်ပါတယ်ရောဂါရက်ကိုဗျဒီပြောင်းရွှေ့ကြီးပြောမယ်ဆို65တန်း80နီးပါးပေးပြီးရဲ့အပြင်ကိုတကယ်လို့လာရောက်မယ်ဆိုရင်လက်မှတ်ထိုးကြီးနောက်ထပ်12တန်းမှာပို့ပေးအောင်မယ်လို့အာဆင်နယ်ခုဒီရောဂါရက်ကိုတော့တော်တော်ကြိုက်နေဗျလက်လက်ရိုးရိုးလူခေါ်ဖို့ရှိတယ်ရောဂါရက်ဘက်ကလာခေါင်းညင်သူ့ရဲ့ agent အနေနဲ့ဆင်ပြေအာဆင်နယ်ပုံမရောက်ချဖို့များနေပါပြီအတေတာကဗျရောဂါရက်ထဲဗျ69ပုံမပြီးတော့ကြိုက်နေတယ်69ကတော့ရောဂါရက်ထဲပုံမပြီးဈေးကြီးတယ်ဗျအာဆင်နယ်ပြည်သက်တွေကတော့ရောဂါရက်ကိုပုံမကြိုက်တယ်ဒါပေမဲ့69ကတန်း80နီးပါးနဲ့80ကျော်အထက်မှာရှိတယ်အဲ့အတွက်ကြောင့်ရောဂါရက်ရဲ့ agent တွေကခေါင်းညင်ရောဂါရက်ဟာအာဆင်နယ်ကိုရောက်ဖို့အတွက်လုံးဝတရားနေပါဖြစ်နေပြီလို့သိရှိရတာလည်းဖြစ်ပါတယ်